ညာရေးလှုပ်ရှားမှုကြီးတစ်ခုလုံးတွေကလှုပ်ရှားမှုအစိပ်ပိုင်းတစ်ခုပေါ့အဲ့တော့ဒီတပိတ်လှုပ်ရှားမှုမှာမပါနိုင်ဘူးဒါပေမဲ့တခြားသောပုံသဏ္ဍာန်နဲ့လုပ်နေတဲ့ဒီမိုကရေစီပညာရေးလှုပ်ရှားမှုတွေမှာပါဝင်နေတဲ့ကျောင်းသားသမဂ္ဂတွေလည်းရှိနေပါသေးတယ်ဆိုတော့ဒီဒီမိုကရေစီပညာရေးလှုပ်ရှားမှုဥဆောင်ကော်မတီက15ဦးကိုစားပြုတဲ့ကျောင်းသားသမဂ္ဂတွေကိုပဲအတိမတ်ပြုပေးမယ်ဆိုရင်ဒီတပိတ်တိုက်ပွဲမှာတော့ပါမလာဘူးဒါပေမဲ့ဒီမိုကရေစီပညာရေးလှုပ်ရှားမှုကိုအခြားအသွင်သဏ္ဍာန်တွေနဲ့လုပ်နေတဲ့သမဂ္ဂတွေရှိတယ်အဲ့သမဂ္ဂတွေအတွက်ကျတော့ကျွန်တော်တို့ကအဲ့ဒီသမဂ္ဂတွေကိုじゃအတိမတ်မပြုဘူးဆိုတဲ့သဘောမျိုးတက်ရောက်တယ်လို့ဒီ15ဦးကော်မတီထဲမှာမပါနိုင်တဲ့တိုင်းရင်းသားကျောင်းသားသမဂ္ဂတွေကရားပြည်နယ်ရှိမယ်ရခိုင်ပြည်နယ်ရှိမယ်ကျွန်တော်မွန်ပြည်နယ်ရှိမယ်ဒီကျောင်းသားသမဂ္ဂတွေကိုလည်းကျွန်တော်ကအတိမတ်မပြုရရောက်ပါတယ်ဆရာအဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကလက်ရှိဖွဲ့စည်းထားတဲ့ကျောင်းသားသမဂ္ဂတွေလို့တုံ့နှုံလိုက်တာအားလုံးအတွက်ပို့ပြီးတော့ခြုံငုံမိမှာမို့လို့ပါဆရာအမေကဖွဲ့စည်းတဲ့ကိစ္စရပ်တွေနဲ့အဖွဲ့အစည်းကိစ္စရပ်တွေကတွဲချတာတော့မဟုတ်ပါဘူးအဓိကတော့ကျွန်တော်တို့လွှတ်တော်ပိုင်းဆိုင်ရာရှင်းတဲ့9ဘက်မှာအများစုပါတယ်ဆိုတာလည်းပြောပြီးသားဖြစ်ပါတယ်နော်ဒီမှာတော့ဆွေးနွေးဝက်တက်ရောက်လာတဲ့ကိုယ်စားလှယ်တွေအပြင်ဟိုမှာလည်းအမေကအဖွဲ့အစည်းတွေကြံနေသေးတယ်ဆိုတဲ့အတွက်ဒါလေးတွေကိုလည်းအသိမှတ်ပြုပေးပါလို့ဒါတောင်းဆိုတဲ့သဘောလို့ပဲဒီလိုလဲယူဆပါတယ်ဒါကတော့အသိမှတ်ပြုပြီးရင်လည်းဘယ်လိုပဲဖြစ်ဖြစ်ဒီအမေကဖွဲ့စည်းမှုတွေကိုတော့စီမင်းစည်းကမ်းများနဲ့အညီဆက်လက်ပြီးတော့ဖွဲ့စည်းသွားဖို့လိုတယ်ဆိုတာလည်းတို့ဒါဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်ကျွန်တော်တို့အားလည်းပါတယ်နော်အဲ့တော့ဒါလေးတွေကိုပြန်ပြီးတော့နည်းနည်းပြန်ပြီးတော့နှစ်ဖက်သုံးသပ်ပြီးတော့ဒါဘယ်လိုလုပ်စေချင်တယ်ဆိုတော့ဒါဆွေးနွေးလို့အန်ကယ်ဦးအောင်မင်းတို့ဘက်ကလေကျွန်တော်တို့စောစောကတင်ပြတဲ့လက်ရှိဖွဲ့စည်းထားသောကျောင်းသားသမဂ္ဂများကိုအတိမတ်ပြုဖို့မပြုဖို့ကိစ္စကိုလက်ခံနိုင်လက်မခံနိုင်သိချင်ပါတယ်ခင်ဗျကျွန်တော်ခုနပြောတာလေရှင်းပါတယ်ဟို precondition ဖြစ်တယ် precondition ဆွေးနွေးပွဲမှာတောင်းရမှာဖြစ်တယ်ကြောင့်မလို့ဆွေးနွေးပွဲမှာဆိုရင်ကျွန်တော်တို့ကအတိမတ်ပြုလို့ဒီမှာဆွေးနွေးနေကြပြီလေအဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဆွေးနွေးပွဲများဖြင့်အတိမတ်ပြုပြီးလို့ပြောတာပြည့်စုံနေတယ်လို့ကျွန်တော်ကဒီလိုပဲယူဆပါကျွန်တော်တို့ဘက်ကအမြင်ကြတိတ်မပြည့်စုံဘူးလို့ကျွန်တော်ထင်တယ်ဗျအဲအကြောင်းမလို့ကျွန်တော်အခုကျွန်တော်တို့တော်လေးတော့ကျွန်တော်တို့တင်သွင်းတဲ့အဆိုလေးပေါ့အဲ့ဥစ္စာလေးကိုအန်ကယ်တို့အနေနဲ့အန်ကယ်တို့ရဲ့အမြင်လေးပေါ့ဒီလိုပါအန်ကယ်ကျွန်တော်ငင်းငိုင်းဆွေးနွေးပွဲတွေနဲ့နမူနာပေးမယ်ဆိုရင်တော့ငင်းငိုင်းဆွေးနွေးပွဲတွေကျွန်တော်တို့နေ့စဉ်ရက်ဆက်လုပ်နေတာမဟုတ်ဘူးဒါပေမဲ့ငင်းငိုင်းဆွေးနွေးပွဲဆွေးနွေးနေတယ်ဆိုတော့ဆွေးနွေးပွဲလုပ်ငန်းစဉ်ဖြစ်ပေါ်နေတဲ့ကာလတစ်လျှောက်လုံးမှာကျွန်တော်တို့လက်နက်ကင်အဖွဲ့စစ်တပ်မတော်နဲ့ဒီတိုင်းသားလက်နက်ကင်အဖွဲ့အစည်းတွေကြားမှာပြစ်ခတ်မှုကိုရပ်စဲထားရတာမျိုးလိုပါပဲဆရာဒီလိုပဲကျွန်တော်တို့အကြောင်းသားသမဂ္ဂတွေကိုလည်းဆွေးနွေးပွဲလုပ်တဲ့နေ့မှာနေအတိမပြုတာမျိုးမဟုတ်ဘဲနဲ့ဆွေးနွေးပွဲလုပ်ငန်းစဉ်ကြီးဖြစ်ပေါ်နေတဲ့ကာလတစ်လျှောက်လုံးမှာကျွန်တော်တို့တရားကိုအာမခံချက်ရကြနေတာပါအငယ်ပြောသလိုမျိုးဒီဆွေးနွေးပွဲအတွင်းမှာပဲအတိမပြုမယ်ဆိုရင်တော့ကျွန်တော်တို့တိုင်းငင်းငင်းဆွေးနွေးပွဲနဲ့နမူနာပေးမယ်ဆိုရင်ဆွေးနွေးပွဲလုပ်တဲ့နေ့မှာဆွေးနွေးပွဲလုပ်နေတဲ့အချိန်တွင်းမှာကျွန်တော်တို့အပြစ်ခတ်ရပ်ထားမယ်ဆွေးနွေးပွဲပြီးပြီဆိုတော့ပြန်ချမယ်နောက်တစ်ပွဲလုပ်တော့ပြန်ရပ်မယ်ဆိုတာမျိုးဖြစ်နေမှာမဟုတ်လို့ပါအငယ်ဟုတ်ကဲ့ကျွန်တော် NNE ရာဆရာတွေလည်းကျွန်တော်တို့ရဲ့သဘောထားလေးပေါ့အမြင်လေးတွေသိချင်ပါတယ်ကျွန်တော်ဟိုလေလက်ရှိဖွဲ့စည်းထားသောကျောင်းသားများကျောင်းသားသမဂ္ဂများဆရာသမဂ္ဂများကိုအတိမတ်
လေးစားစွာအသိမှတ်ပြုရမည်နောက်တစ်ခုကခုနဆရာဉာဏ်နာဆိုပြောတယ်လေသမဂဖွဲ့စည်းမှုများကိုသမဂဖွဲ့စည်းမှုစီမင်းစည်းကမ်းများနဲ့အညီဆက်လက်ဆောင်ရွက်ခွင့်ရှိတယ်နှစ်ခုပေါင်းလိုက်ရင်ကျွန်တော်အဲ့ဒါကိုသူတို့အဲ့ဒါကျွန်တော်ကြိုက်ပါတယ်ခင်ဗျ ဒုတိယပိုက်ရင်းနဲ့ပြန်ပြောပြပါခင်ဗျာ ဟုတ်တယ်ဟိုကျွန်တော်တို့ကျောင်းသားတွေတင်ပြတဲ့လက်ရှိဖွဲ့စည်းထားသောကျောင်းသားသမဂများဆရာသမဂများကိုလေးစားစွာအသိမှတ်ပြုသည်သမဂဖွဲ့စည်းမှုများကိုသမဂဖွဲ့စည်းမှုစီမင်းစည်းကမ်းများနဲ့အညီဆက်လက်ဆောင်ရွက်ခွင့်ရှိသည်အဲ့နှစ်ခုဆက်လိုက်လို့ရှိရင်ကျွန်တော်အဲ့ဒါကိုကြိုက်ပါတယ်လို့ပြောတာပါခင်ဗျာ ဟုတ်ကဲ့ဆရာကျွန်တော်တို့ဒီကျောင်းသားတွေဘက်ကအမြင်ကတမကဖွဲ့စည်းမှုကိုတမကဖွဲ့စည်းမှုစီမင်းစည်းကမ်းများနဲ့ညီဆိုတဲ့အချက်ထပ်ထည့်ခဲ့မယ်ဆိုရင်ဒီတမကဖွဲ့စည်းမှုစီမင်းစည်းကမ်းကိုအခုအမျိုးသားပညာရေးဥပဒေအရင်တော့ပြဋ္ဌာန်းလိုက်သလိုမျိုးပဲကျောင်းသားရေးဆရာတွေပါဝင်ခွင့်မရှိပဲအစိုးရကိုယ့်ဘက်ကိုဆွဲလိုက်မှာကိုမလိုလားတဲ့အတွက်ဒီအချက်ကိုဖြုတ်တာပါဆရာ ဟုတ်ကဲ့အဲ့ဒါဆရာတို့တော့ ဟုတ်လွတ်တော်ဘက်ကကိုယ်တလေတော်ကြီးရဲ့ဒီကျွန်တော်တို့အခုကျွန်တော်တို့တင်သွင်းထားတဲ့အဆိုပေါ်မှာလည်းလွတ်တော်ဘက်ကကိုယ်တလေတော်ကြီးရဲ့အမြင်ကိုသိချင်ပါခင်ဗျ ခုနတော့ကခင်ဗျားတို့ဆရာမျက်နှာညဆိုလဲဆွေးနွေးပြီးသားဖြစ်ပါတယ်အဲ့တော့ဆရာမျက်နှာညဆိုဆွေးနွေးသွားတဲ့ကိစ္စရက်ကခုနတော့က break လုပ်နေတဲ့အချိန်မှာကိုတို့ညှိနှိုင်းတိုင်ပင်ပြီးတော့ပြောလိုက်တဲ့ကိစ္စပဲဖြစ်ပါတယ်ဒါဆိုရင်တော့အားလုံးသဘောပေါက်လာ ဒီလိုဆိုရင်ဒီအချက်ကိုကြော်ပြီးတော့နောက်အချက်တွေနည်းနည်းဆွေးနွေးကြည့်လိုက်အောင်နော်ဘုံဒါဟိုပြိတ္တတွေကတိဖို့လိုပါတယ်ဒါဟိုကျွန်တော်တို့ဒီညဟိုဒီမှာဒီဆွေးနွေးပွဲတွေမှာခုမှ block ဖြစ်နေအဲ့ block ကိုမပြီးချင်းလုပ်နေဆက်သွားလို့မရဘူးကျန်တာကိုလုပ်ပြီးမှနောက်ဆုံးမှအခက်ဆုံးကိုဆွေးနွေးရပါအဲ့တော့ခင်ဗျားတို့ပြောရင်တော့ဟိုဒီမှာပဲဟိုနောက်ဆုံးပိုင်းကဟိုအပင်ပန်းဆုံးဖြစ်ပါတယ် last mile ပေါ့လေအဲ့တော့အခက်ဆုံးကိုနောက်ဆုံးမှထားပြီးဆွေးနွေးရပါတယ်ဒါကတော့ဟိုငင်းငင်းရေးဖြစ်စဉ်ရဲ့သဘောဖြစ်ပါအဲ့ဆိုအန်ကယ်ဟိုနံပါတ်6နဲ့ပတ်သက်ပြီးအန်ကယ်တို့ရဲ့ဘောလာသိကြမှာခင်ဗျနံပါတ်6နဲ့ပတ်သက်ပြီးတော့ နံပါတ်6နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကမူလတွေကကျွန်တော်တို့နှီးဥတွေဆက်ဆက်ဥတွေကိုရေးဆွဲပြီးလို့ရှိရင်သတင်းစာထဲမှာကြေညာမယ်ကြေညာပြီးတော့မှဆွေးနွေးပွဲရက်တွေကိုယာရသတ်မှတ်တဲ့ရက်တွေမှာကျွန်တော်တို့ရခင်တော့လည်းစေရုပ်မှာလုပ်ခဲ့တဲ့နှီးတူအားလုံး stakeholder အားလုံးပါဝင်တဲ့ consultation တွေအဲ့ဒီစနစ်အတိုင်းပဲဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်အဲ့တော့နှီးဥတွေနဲ့ဆက်ဆက်ဥတွေဆိုတာကအခုဒါမလို့လဲခုနကဒီမှာဆွေးနွေးသွားတဲ့အထက်မှာတမရာကြီးကနေပြီးတော့မှလွတ်တော်တဝင်လာပို့လိုက်တယ်တဝင်လာပို့တဲ့ပုံမှာလွတ်တော်ကနေပြီးတော့မှဥပဒေကြမ်းပြန်တင်มาလို့ပြောတယ်အဲ့ဒီဥပဒေကြမ်းပြန်တင်มาကိုဟိုတနေ့တော့နေပြီးတော့မှဆွေးနွေးတော့လည်းဒါလေးမြန်ပြီးပြတ်ချင်တယ်ဆိုတဲ့အတွက်ကြောင့်ဟိုကျွန်တော်တို့ကချက်ချင်းပဲဒါလေးတွေကိုဟိုဘက်မှာတစ်ဖက်မှာပြင်ဆင်နေပါတယ်ပြင်ဆင်နေတဲ့အတွက်ကြောင့်ဒီစီဝေးပြီးတာနဲ့ကျွန်တော်တို့ကလွတ်တော်ကိုဥပဒေကြမ်းပေးဖို့တင်ပြသွားမှာဖြစ်ပါတယ်အစိုးရဖွဲ့ရနေတစ်ဆင့်အဲ့ဒီခါကျတော့အဲ့ဒီဥပဒေကြမ်းပေါ်မှာဆွေးနွေးပွဲတွေဆက်လက်ပြုလုပ်ပြီးတော့မှအဲ့ဒါကိုအတီးကျုပြထမ်းလိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာတချို့အချက်တော်တော်များများပြင်ဆင်ထားတဲ့ frame တွေအားလုံးကိုဒီနောက်ဆုံးပြင်ဆင်ပြထမ်းလိုက်မဲ့ဥပဒေနဲ့အညီကျွန်တော်တို့ပြင်ဆင်ဖြည့်ဆွက်ပြီးတာနဲ့တပြိုင်နက်သတင်းစာမှာအကုန်လုံးကိုထုတ်ပြန်ကြေညာသွားမှာဖြစ်ပါတယ်ထုတ်ပြန်ကြေညာသွားတာဘာအတွက်တော့ကြိုတင်လေ့လာနိုင်အောင်ဆွေးနွေးပွဲတက်တဲ့အခါမှာအားလုံးဟာပါဝင်ဆွေးနွေးနိုင်အောင်အဲ့လိုအစီအစဉ်နဲ့ကျွန်တော်တို့ဆက်လက်ဆောင်ရွက်ပေးသွားမှာဖြစ်တဲ့ကြောင့်ဒါနံပါတ်6အချက်ကတော့အပြည့်အဝဒါအစိုးရအနေနဲ့လည်းဆက်လက်ဆောင်ရွက်မဲ့အစီအစဉ်ဖြစ်ပါတယ်လို့ပြောကြားလိုပါတယ် ဟုတ်ဒါဆိုလည်းကျွန်တော်တို့နေပြည်တော်ရောကလိုပဲပေါ့သဘောတူရဆိုလက်ခုပ်လေးတီးပြီးလက်ချအောင်ပါနံပါတ်6အခုနံပါတ်6ကိစ္စလေးကိုနည်းနည်းလေးဖြည့်ဆွတ်ဆွေးနွေးကြပါခုနကတော့ဥစ္စာဝန်ကြီးအနေနဲ့ပြောသွားတာကတော့ဟိုရင်တုန်းကအတိုင်းစိန်အတုခမ်းမမှာဆွေးနွေးမယ်လို့ပြောခဲ့ပါတယ်ဒါ
ဒါပေမဲ့ကျွန်တော်တို့ဟိုရင်တော့လို့မဟုတ်ဘဲဆိုတဲ့စကားမျိုးသုံးလို့ရှိရင်ကျွန်တော်တို့ပိုကြိုက်ပါတယ်ဘာကြောင့်လဲဆိုဟိုရင်တော့အဲ့လိုမျိုးလိန်စင်တွေလုပ်ခဲ့လို့ပါဟုတ်ကဲ့ကျွန်တော်တို့အဲ့လိုလိန်စင်ဆိုတဲ့အသုံးနှုန်းမျိုးတော့မသုံးရဘူးလို့ကျွန်တော်တို့မြင်ပါတယ်ဒါဘာကြောင့်လဲဆိုတော့အားလုံးကဟိုကောင်းကောင်းမွန်မွန်နဲ့ဆွေးနွေးနေကြတာပေါ့နော်ဟိုအပြန်အလှန်လေးစားမှုနဲ့ရှိဖို့လိုပါတယ်ဒါမှဒေါက်တာသိန်းလွင်တို့ဆိုရင်ကျွန်တော်တို့အဲ့ဒီဆွေးနွေးပွဲတွေတုန်းကတဘာပတိဖြစ်နေကျွန်တော်တို့ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဆောင်ရွက်တဲ့အခါမှာကျွန်တော်တို့တစုံတရာပါဝင်ဆောက်ဖက်ခြင်းလည်းမရှိခဲ့ပါဘူးဘာမှလည်း influence လည်းမရှိခဲ့ပါဘူးဒါကကျွန်တော်တို့အကုန်လုံးအတိသက်တွေအကုန်လုံးမရှိပါဘူးအဲ့တော့ဒီဟာနဲ့ပတ်သက်ပြီးတော့မှအခုစယူမှာကျင်းပဘယ်လိုမျိုးဆိုတာကျွန်တော်တို့ကဒါအားလုံးကိုနမူနာကွက်ကိုယ်မြင်အောင်ကျွန်တော်ရှင်းလင်းတင်ပြခြင်းဖြစ်ပါတယ်တကယ်တမ်းကျတော့ကျွန်တော်တို့ကတိုင်းဒေသကြီးပြည်နယ်တွေမှာတိုင်းရင်းသားလူမျိုးစုအများကြီးရှိပါတယ်တိုင်းရင်းသားလူမျိုးစုတွေအများကြီးရှိတဲ့ကြောင့်စာပေတွေနဲ့ပတ်သက်တဲ့ဟာတွေအကုန်လုံးဟာကျွန်တော်တို့ကစရရုလို့ကျွန်တော်တို့ပြောလိုက်ပေမဲ့တကယ်တမ်းကျတော့ကိုရင်ရလို့ပဲတိုင်းဒေသကြီးပြည်နယ်တွေကိုဒီ frame တွေကိုသတင်းစာတွေကြီးညာတဲ့အခါမှာတိုင်းဒေသကြီးပြည်နယ်အနှံ့မှာအကုန်ကြောက်သွားမှာဖြစ်ပါတယ်ကြောက်သွားတဲ့အတွက်ကြောင့်တိုင်းဒေသကြီးပြည်နယ်အသီးသီးကလည်းကျွန်တော်တို့ဒါတွေကိုပြန်လည်ပြီးတော့မှဆွေးနွေးတာတွေကိုကျွန်တော်တို့ဆောင်ရွက်မှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကဒါမျက်စိထဲမှာကိုဝင်ပေါ်အောင်ဒါကျွန်တော်တို့ကခုနရှင်းလင်းတင်ပြလိုက်တာဖြစ်တယ်ဒါတွေကတော့ကျွန်တော်တို့နောက်ပိုင်း process တွေကိုသူ့ဘာနဲ့သူဆောင်ရွက်သွားမှာဖြစ်ပါတယ်လို့ဖြေကြားလိုပါတယ်ဟုတ်ကဲ့ဟိုရင်တော့ကျွန်တော်တို့ဒီမှာဆွေးနွေးခဲ့တဲ့အထက်မှာလည်းကျွန်တော်တို့တွေပါခဲ့ပါတယ်ဆရာသမဂ္ဂတွေရောအကြောင်းသားသမဂ္ဂတွေရောပါခဲ့ပါတယ်ဘာကြောင့်ပြောရတယ်လဲဆိုလို့ရှိရင်အခုလိုမျိုးအခြေအနေမျိုးတွေအထိဖြစ်လာခဲ့ရတာကအဲ့ဒီတော့မကြေလည်ခဲ့လို့ကျွန်တော်တို့ပြောခဲ့တဲ့ဆွေးနွေးချက်တွေကိုမယူခဲ့ကြဘဲနဲ့ထင်ရတွေလုပ်ခဲ့ကြလို့ဒီလိုဖြစ်နေကြတာပါလို့ကျွန်တော်ဆက်ပြောချင်ပါတယ်ကျွန်တော်တစ်ခုလောက်ပြောချင်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီဟာလေးနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ဟုတ်ကဲ့ရှင်းပြလိုပါတယ်ကျွန်တော်တို့ဒီမှာလွန်ခဲ့တဲ့9လမှာကျွန်တော်တို့လုပ်ခဲ့တဲ့ဆွေးနွေးပွဲတွေအကုန်လုံးဟာ90%ကျွန်တော်တို့အားလုံး stakeholder တွေနဲ့သဘောတူညီထားတဲ့အချက်တွေဖြစ်ပါတယ်။ကျန်တဲ့10%ကတော့ကျွန်တော်တို့ခုနပြောသလိုဟိုကြန့်ရှိခဲ့တာရှိတယ်။အဲ့တော့ကျွန်တော်တို့အစိုးရအဖွဲ့ကနေပြီးတော့မှလွှတ်တော်ကိုပေးဖို့တင်ပြလိုက်တဲ့အခါမှာ90%အတိုင်းပဲကျွန်တော်တို့ဒါဒေါက်တာသိန်းလွင်ရှိပါတယ်။တစုံတရာကျွန်တော်တို့ဒါပြင်ဆင်ခြင်းမရှိဘဲနဲ့အကုန်လုံးကျွန်တော်တို့ပေးပို့လိုက်တာဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ကျွန်တော်တို့ကလွှတ်တော်ကိုယ်စားလှယ်များနဲ့ဆွေးနွေးတဲ့အပိုင်းကတော့ဒါလွှတ်တော်အပိုင်းပဲဖြစ်ပါတယ်။ဒီအပိုင်းကတော့ကျွန်တော်တို့အပိုင်းမဟုတ်တော့ပါဘူး။ဒါကြောင့်မလို့ကျွန်တော်တို့ဟာဒီအောက်ချိန်မှာဆွေးနွေးတဲ့ဂတိကဝတ်တွေဟာကျွန်တော်တို့မှန်မှန်ကန်ကန်လုပ်ခဲ့တယ်ဒါတွေကိုအကုန်လုံးကသဘာပတိတွေ moderator တွေအကုန်လုံးဟာလည်းရွေးချယ်ပြီးတော့မှဂျားလူတွေနဲ့ကျွန်တော်တို့ဆောင်ရွက်ခဲ့တယ်လို့ကျွန်တော်အနေနဲ့ရှင်းလင်းတင်ပြလိုပါတယ်ဟုတ်ကဲ့ကျွန်တော်တခုပြောချင်ပါတယ်ကိုယ်တိုင်ကမတန်ဆွမ်းသူတူပါအဲ့တော့ကျွန်တော်ကိုယ်တိုင်ကျွန်တော်မတန်ဆွမ်းအဖွဲ့တွေကိုပညာရေးဝန်ကြီးဌာနဖိတ်ခိုင်းလို့စိန်ရတုဆွေးနွေးပွဲပါကျွန်တော်ကိုယ်တိုင်ဖိတ်ပြီးတယ်လိုက်ပြီးတော့အဖွဲ့တွေမကြံအောင်ဒါပေမဲ့မတန်ဆွမ်းအဖွဲ့တွေတင်ပြလိုက်တဲ့ဟို inclusive education တချို့စကားလုံးတွေအကုန်ဟိုအရှိပိုင်းအောင်ဥစ္စာတွေဖြုတ်ကြံနေတယ်ပေါ့နော်နောက်ပြီးတော့ဟိုမတန်ဆွမ်းသူတွေသဘောမတူတဲ့ဟိုအကြားယုံချို့တဲ့တို့မြာယုံချို့တဲ့တို့အဲ့လိုမျိုးစကားလုံးတွေကအစပါလာတယ်ဒါကသူမတန်ဆွမ်းအဖွဲ့တွေကသူတို့ကိုယ်တိုင်လာပြီးတော့ဆွေးနွေးပြီးတော့ဒီအချက်တွေကိုမကြိုက်ပါဘူးပြောတာကိုပြင်ပေးမယ်လို့ပြောပြီးတော့တကယ်ထွက်လာတဲ့အချိန်ကျတော့ဒါမျိုးတွေမပါလာတာတွေ့ရတယ်ပေါ့နော်လူတိုင်းအကျုံးဝင်ပညာရေးကလည်းပြုတ်ချခဲ့တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့လုပ်ခဲ့ပါတယ် participation 3စကြတဲ့ကျွန်တော်တို့ input တွေပေးခဲ့ပါတယ်ဒါပေမဲ့ဒီ input တွေကိုလက်ခံပြီးတော့မစင်စားဘဲနဲ့ဒီဥပဒေကရေးဆွဲလိုက်လို့အခုဒီလိုမျိုးအခြေအနေမျိုးရောက်လာတာပေါ့နော်အဲ့ဒါလေးတစ်ချက်ပြောချင်ပါတယ်ကျွန်တော်နည်းနည်းလေးဟိုကျွန်တော်တို့ဘက်မလိုက်ဘူးလို့ထင်တာပေါ့လေနော်အဲ့ဒီအထင်နဲ့ယုံကြည်ချက်နဲ့ကျွန်တော်နည်းနည်းဆွေးနွေးပြရစီဟိုလွန်ခဲ့တဲ့9လမှာနော်ကိုကြီးမိန့်ကြားသလိုပဲနော်ခြေပြင်းပြင်းလုပ်ခဲ့တယ်ဆိုတာလည်းကျွန်တော်တို့လည်းသတင်းစာတွေမှာဖတ်ရပါတယ်သို့တော်လည်းပဲကျွန်တော်အမြင်ကတော့အားနည်းချက်ကလေးတွေရှိသွားတယ်လို့ယုံကြည်ပါတယ်နော်ဥပမာကျွန်တော်ပြီးခဲ့တဲ့လကမန္တလေးရောက်တဲ့အခါကျတော့လက်ထောက်ပဋိကလေးတွေကကျွန်တော်လာပြီးဆွေးနွေးကြပါတယ်အဲ့တော့ကျွန်တော်ထောက်ပြရမယ်ဆိုရင်အဲ့ဒီဆွေးနွေးပွဲမှာဆွေးနွေးခြင်းနဲ့လက်ထောက်ပဋိကတွေဆွေးနွေးခွင့်မရပါဘူးလက်ထောက်ပဋိကဆိုတာဒီဆွေးနွေးဖို့အဝေးကြီးပါအဋိကတွေလည်းမပါပါဘူးပါမောက္ခတော်တော်များများဖိတ်ပါတယ်စိတ်မဝင်စားတဲ့ပါမောက္ခတွေစိတ်ဝင်စားတဲ့ပါမောက္ခတွေမပါဘူးခင်ဗျအဲ့တော့အဲ့ဒါကြီးမဖြစ်ဖို့သိအရေးကြီးပါတယ်အဲ့တော့တက္ကသိုလ်မှာလည်းပဲစိတ်မဝင်စားတဲ့ဆရာမအတော်များပါတယ်စိတ်ဝင်စားတဲ့ဆရာမလည်းအတော်များပါတယ်စိတ်ဝင်စားတဲ့သူတွေပါဝင်ဖို့အဲ့ဒါကြိုတင်ပြင်ဆင်ပြီးတော့ထားကြပါ
လာကြပါဖိတ်ခေါ်တာနဲ့ရေးတင်မှာလူကိုယ်တိုင်လာပါလို့လက်ဖြင့်ကမနဲ့ကြီးညာထားရင်များကောင်းမလားလို့ကျွန်တော်သင်ပြပါတယ် inclusive education နဲ့ပတ်သက်ပြီးနည်းငယ်ရှင်းပြပါမယ် inclusive education လူတိုင်းကျောင်းဝင်ပညာရေးနဲ့ပတ်သက်ပြီးဥပဒေမှာမပါဘူးဆိုတာဟာဥပဒေကိုတခြားဖတ်ကြည့်မယ်ဆိုရင်ပါတဲ့ချက်တွေရှိပါတယ်ဒိဗ္ဗေဖွင့်ဆိုတဲ့တစ်ခုကလွဲလို့ရှိရင်ပုံမှန်၄ခငယ်ပုံမှန်38ကာကြီးခါခွေပုံမှန်41ခါခွေပုံမှန်30ခုတွေမှာလူတိုင်းကျောင်းဝင်ပညာရေးနဲ့ပတ်သက်ပြီးတော့မှဆောင်ရွက်မဲ့အစီအစဉ်တွေကိုပြန်နှံပေးထားတာဖြစ်ပါတယ်လို့အနည်းငယ်ပြန်ဖတ်ကြည့်ရင်တွေ့ပါလိမ့်မယ် ကျွန်တော်တို့ဟိုဟာဆရာကြီးပြောတာတချို့မပါဘူးဆိုတဲ့ကိစ္စလေးနဲ့ပတ်သက်ပြီးတော့မန္တလေးတက္ကသိုလ်မှာကျွန်တော်တောင်းဝန်ထမ်းဆောင်ပြီးမနှစ်က2023ဒီဇင်ဘာလမှာကျွန်တော်တို့စင်ရတုခမ်းမမှာလုပ်ခဲ့ပါတယ်အဲ့တုန်းကလည်းပဲကျွန်တော်တို့ကျောင်းဆရာကိုယ်စားလှယ်များကိုကျွန်တော်တို့ဖိတ်ကြားပြီးတော့ဆွေးနွေးခဲ့ပါတယ်နောက်ဒုတိယတစ်ချက်ကျွန်တော်မန္တလေးတက္ကသိုလ်ကိုဒီဥစ္စာဟိုဟာမလုပ်ခင်မှာဒီစက်တင်ဘာ30ရက်နေ့မှာမပြတ်ခန်းခင်မှာကျွန်တော်ကျောင်းမှာရှိသမျှသောဆရာဆရာမအားလုံးကိုဒီဥစ္စာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဖိတ်ခေါ်ဆွေးနွေးပါတယ်သူတို့ပြန်လဲတင်ပြတာ2ယောက်ရှိခဲ့ပါတယ်2ယောက်ရှိခဲ့တာကိုကျွန်တော်ဘာဖြစ်လဲဆိုလို့ရှိရင်ပြန်လဲပြီးတော့တင်ပြခဲ့ပါတယ်အဲ့ဒါလေးတော့ကျွန်တော်ဆရာကြီးကိုကျွန်တော်ဆွေးနွေးခြင်းပါတယ်အဲ့တော့သဘောကဟိုသူတို့ရဲ့တင်ပြချက်ဟာပမောက္ခချုပ်နဲ့တင်ပြတ်သွားတဲ့သဘောဖြစ်နေတယ်သူတို့ကဆရာကျွန်တော်ဆက်လက်တင်ပြပါတယ်ဆရာ ကျုပ်တို့ဒီ inclusive education နဲ့ပတ်သက်ပြီးနေပြောပြရစီကျွန်တော်နာမည်ထားအောင်ပါဒီမတန်ဆွမ်းသိငယ်များပြုစုရရေးမြင်ပါဖြစ်ပါတယ်လို့မတန်ဆွမ်းတွေအတွက်ပြည်တဲ့ပညာရေးအားလုံးက inclusive မဟုတ်ခုနဆရာမရွတ်တဲ့ပုံမှန်တွေကမတန်ဆွမ်းကလေးတွေကိုတိကျကြောင်းလေးမှာပညာသူတို့တဲ့တင်တော်တဲ့ပညာသင်ပေးမယ်ဆိုတာခွဲထုတ်တဲ့ concept ပေါ်မှာမူတည်ပြီးအထူးကြောင်းပေါ်မှာမူတည်ပြီးပြောတာဖြစ်ပါတယ်အခုမြန်မာနိုင်ငံတော်အစိုးရကလက်မှတ်ထိုးတဲ့ Convention for the Right of Person with Disability Article 24နဲ့လုံးဝဆန့်ကျင်ပါတယ်ဆိုတာလေးကိုအထူးချုံလေးပြောပြရစီထူးကြောင်းမဟုတ်ပါဘူးရှင်ပညာရေးအထူးစီစဉ်နေနဲ့လုပ်ပေးမယ်ကျမတို့နောက်လာမဲ့ကဏ္ဍဥပဒေနဲ့နည်းဥပဒေတွေမှာအဲ့ဒါတွေပါပါတယ်လို့စောင့်အနှဲငယ်စောင့်ကြည့်ပေးစေခြင်းပါတယ်လို့ပြောတာပါကျွန်တော်အဲ့ဒါနဲ့ပတ်သက်လို့နည်းနည်းပြောပြရစီဒီ inclusive education ဆိုတဲ့နာမည်တော့ပါပါတယ်ဒါပေမဲ့အဲ့ဒီအတွက်ကိုအထူးပညာရေးအစီအစဉ်နဲ့သက်ဆိုင်ရာဝန်ကြီးဌာနတွေကလုပ်ရမယ်လို့ပြောတဲ့အခါကျတော့ကျွန်တော်တို့မတန်ဆွမ်းတွေကိုဘယ်ကိုပို့လိုက်လဲဆိုတော့ဒီလူမှုဝန်ထမ်းဦးစီးဌာနကိုပဲပို့လိုက်ပါတယ်အဲ့တော့ကျွန်တော်တို့ကတိုင်းပြည်မှာပညာရေးနဲ့ပတ်သက်လို့ရှိရင်နိုင်ငံသားတူအနေနဲ့ပညာရေးဝန်ကြီးဌာနလက်အောက်မှာရှိတော့ဘယ်အကြောင်းကိုမဆိုတက်ခွင့်မရှိဘဲနဲ့ကျွန်တော်တို့ကိုဒီလူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြည်ထောင်တရားဝန်ကြီးဌာနကိုပဲပို့လိုက်ပါတယ်အဲကျွန်တော်ခွဲခြားဆက်ဆံတာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့အခွင့်အရေးဆုံးရှုံးတာဖြစ်ပါတယ်အဲ့ဒီဥပဒေတကယ်တော့ concept မတူပါဘူးဆရာမရဲ့ဟို inclusive education concept နဲ့ special education concept ကလုံးဝကွဲကြပါတယ်အခု convention for the right of person with disability convention article 24မှာ inclusive education concept ခုကိုပဲ highlight လုပ်ထားပါတယ် special education ကို special education school နဲ့ special education ကို highlight မလုပ်ထားပါဘူးအဲ့ဒါအရန်ကွာတဲ့အရာလေးကိုတော့နည်းနည်းအဖြူနဲ့အမဲလေးကိုခွဲခြားပြီးကြည့်ပေးစီချင်ပါတယ်ကျေးဇူးတင်ပါတယ်ကောင်းပါတယ်အဲ့ဒီဟာလေးတွေကခင်ဗျားတို့လည်းလို့ရဒီမှာဥရေနဲ့ဒီဘက်ကပညာရေးဝန်ကြီးဌာနတို့နဲ့အသေးစိတ်ပြန်ဆွေးနွေးလိုက်ပါဒါဥရေကြီးကိုပြင်ဆင်ဖို့အတွက်ကိုအားလုံးကိုညှိနှိုင်းနေတာဖြစ်တယ်အဲ့တော့ခုနကကျွန်တော်တို့17ချက်ထဲမှာဒီ inclusive education ကိုပြင်ဖို့အခြေခံပြီးတော့မှဆက်လက်ဆွေးနွေးမယ်ဆိုတာပါပြီးသားပါဥအောင်မင်းလည်းပြောသွားတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒါနဲ့ပတ်သက်ပြီးတော့မှဒါသူတို့ပညာရှင်ပိုင်းနဲ့ခင်ဗျားတို့ရောအကုန်လုံးဆက်ဆွေးနွေးကြအဲ့တော့ကျွန်တော်ဒီတိုက်ချုပ်ကိုတော့ဗာပြပြပြကျွန်တော်နားလဲတာပေါ့မူအားဖြင့်သဘောတူထားပြီဆက်လက်ပြီးဆွေးနွေးကြမှာပေါ့ဗျာအဲ့ဒါကြောင့်မလို့အဲ့ဒါကိုလက်ခံနေဆိုရင်တော့ကျွန်တော်ကခွန်ကိုသွားလိုက်ရအောင်ဟောပိုက်6ကနည်းနည်းလေးပြန်ပြီးတော့ပြောပြပါမယ်ကျွန်တော်တို့နည်းနည်းဝေဝါးနေလို့ပိုက်6က
ကျွန်တော်တို့မူလတွေကနေဥတွေနဲ့ဆက်ဆက်ဥတွေကိုဒီပညာရှင်များကနေပြီးတော့မှ frame တည်ပြီးတာနဲ့သတင်းစာထဲမှာအကုန်ကြေညာမှာဖြစ်ပါတယ်သတင်းစာထဲကြေညာတယ်ဆိုတာခုနကအကြောင်းသားတွေဆွေးနွေးသလိုပဲဒါမြန်မြန်ဆန်ဆန်ဆောင်ရွက်နိုင်အောင်ဆိုရင်ကျွန်တော်တို့ကသတင်းစာထဲမှာအကုန်ကြေညာမယ်ကြေညာပြီးလို့ရှိရင်ကျွန်တော်တို့ဆွေးနွေးမဲ့ရက်တွေကိုသတ်မှတ်မယ်ဆွေးနွေးပွဲရက်တွေကိုသတ်မှတ်ပြီးလို့ရှိရင်ကျွန်တော်တို့တိုင်းဒေသကြီးပြည်နယ်တွေမှာလည်းသူ့အတူတကြိမ်နဲ့ကျွန်တော်တို့ဆွေးနွေးပွဲတွေလုပ်ရမှာဖြစ်ပါတယ်ဒီမှာလည်းကျွန်တော်တို့ဆွေးနွေးပွဲတွေလုပ်ရမှာဖြစ်ပါတယ်ဆွေးနွေးပွဲတွေလုပ်တဲ့အခါမှာခုန stakeholder အားလုံးလို့ကျွန်တော်အသုံးနှုန်းလိုက်တာပါပါတယ်အဲ့ဒါကအထွာအားလုံးပါသွားမှာပေါ့မူဂျိုတွေလည်းပါမယ်တိုင်းရင်းသားစာပေတွေလည်းပါမယ်အကုန်လုံးအဆင့်လိုက်အထွာလိုက်အကုန်လုံးဖိတ်ကြားမှာဖြစ်ပါတယ်ဒါမှ stakeholder အားလုံးခုနကကျွန်တော်တို့ပြောသွားတဲ့ဟုတ်လားပုဂ္ဂိုလ်အချုပ်ပြောသလိုပေါ့ဒါဖိတ်ကြားဆွေးနွေးဖို့လိုတဲ့ stakeholder မှန်သမျှကိုဆွေးနွေးမှဒါအကုန်လုံးကအကြံဉာဏ်ပေးလို့ရမယ်အဲ့ဒါကိုပြီးတော့မှပဲကျွန်တော်တို့ကအစိုးရဖွဲ့ရတဲ့တစ်ဆက်လွတ်တော်ကိုပေးပို့ပြီးတော့မှရခိုင်လိုပဲကျွန်တော်တို့ဆောင်ရမှာဖြစ်ပါတယ်ဒါပေမဲ့တခုရှိတာကကျွန်တော်တို့ကဘာလေးနည်းနည်းစောင့်ရမလဲဆိုတော့အခုလွတ်တော်ကိုဥပဒေချမ်းပြန်တင်ရမှာရှိတယ်အဲ့ဒီဥပဒေချမ်းမထွက်ခင်မှာကျွန်တော်ကကြိုးကျင်ညာလို့မရဘူးအဲ့ဒီဥပဒေချမ်းထဲမှာဘာပြင်လိုက်မယ်ဆိုတာရပြီဆိုတော့မှအဲ့ဒီဥပဒေချမ်းကအဲ့ဒီဥပဒေအတီးဖြစ်ပြီးဆိုတော့မှအဲ့ဒီဟာနဲ့ကိုက်ကြည့်တဲ့အခု frame တည်ထားတဲ့အချက်တွေကနေတော့ဒါမကိုက်ကြည့်တဲ့အချက်တွေပြန်ပြင်ပြီးတော့မှအဲ့ဒါသတင်းစာလေးကျင်ညာမှာဖြစ်ပါတယ်ဟုတ်အဲ့ဆိုရင်ကျွန်တော်တို့နားလည်ထားတဲ့ process နဲ့လွဲနေတယ်ထင်လို့ပါအဲ့ဒါကြောင့်ကျွန်တော်တို့နားလည်တာကဒီလူဝင်တွေ့ဆုံဆွေးနွေးပွဲကျွန်တော်တို့လုပ်တယ်ဆိုတဲ့သဘောကဒီလွတ်တော်ပိုင်းတွေဘာတွေအကုန်လုံးဒီဥပဒေချမ်းရေးတဲ့အခါမှာကျွန်တော်တို့ကျန်တဲ့ဒီ၃ပွင့်တွေနဲ့ဒီအကုန်၄ပွင့်တိုင်တွေက၄ပွင့်ရစုပေါင်းပြီးတော့တိုင်ပင်ပြီးတော့ညှိနှိုင်းပြီးရေးဆွဲပြီးတော့ draft တစ်ခုရေးအဲ့ဒါဟိုမှလွတ်တော်ကိုပို့ဒီကြားထဲမှာအများပြည်သူသိတာအောင်သတင်းစာထဲမှာကြော်ညာဒီ process ကိုကျွန်တော်ကအခြေခံနားလည်ထားတာဒါပေမဲ့အခုအတိုင်းဆိုလို့ရှိရင်ဟလာခုပြောဆိုအပိုင်းအရာဆိုလို့ရှိရင်ရိုင်းဝန်ကြီးဌာနဥပဒေကျမ်းတစ်ခုကိုသူတို့ကြိုက်တယ်လို့ရေးဆွဲလိုက်မယ်ပြီးရင်သတင်းစာမှာထပ်ကြော်ညာမယ်အဲ့ဟာကြီးပါလာတဲ့ဟာမှအားလုံးကဝိုင်းပြီးဆွေးနွေးကြမယ်အဲ့ process ရဲနေတယ်လို့ခံစားလို့ဒါဆက်သွားကျွန်တော်ပြန်မေးတာပါအဲ့ပုံမှာလဲဘယ်လိုသဘောထားတော့ကျွန်တော်တို့နားလည်ခြင်းနဲ့ကွဲလွဲနေတယ်ဒီဟာတွေကကျွန်တော်တို့ကဥပမာပြန်ပြောမယ်ဆို၄ပွင့်ဆိုင်မှာအခုလွတ်တော်ကိုယ်စားလှယ်တွေကတိုင်းရင်းသားကိုယ်စားလှယ်တချို့တော့ပါတာပေါ့ဒါပေမဲ့ချင်းပြည်နယ်မှာပဲဖြစ်ဖြစ်ရှမ်းပြည်နယ်မှာပဲဖြစ်ဖြစ်ကျွန်တော်ကဘာသာစကားတွေကအများကြီးဖြစ်အဲ့တော့ဒီ၄ပွင့်ဆိုင်လုံးယုံနဲ့အဲ့ဒီလူတွေအကုန် stakeholder ပဲမစုံလင်ပါဘူးမစုံလင်တဲ့အတွက်ကြောင့်ဒီ၄ပွင့်ဆိုင်တွေကပါတဲ့လူတွေလည်းအကုန်ဖိတ်ပေးပါဆိုရင်အဲ့ဒီဆွေးနွေးပွဲကြရင်အကုန်ဖိတ်နောက်ထပ်ကလည်း stakeholder တွေအကုန်ပါမှကိုဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အောက်ခြေမှာလက်တွေ့ကွင်းဆင်းပြီးတော့လုပ်တဲ့အခါမှာဒေသမှာကိုအခုတည်းအဲ့ဒီကိစ္စရကလေးတွေဟာဆွေးနွေးညှိနှိုင်းစေကိစ္စတွေအများပြားရှိပါတယ်ဒါတွေကိုကျွန်တော်တို့ဘိုးတစ်ခုတည်းကနေပြီးတော့မှလှုပ်ဆောင်လို့မရတဲ့အနေထားဒါလေးတွေလက်တွေ့လုပ်ကြည့်လို့ရှင်သိလာမှာဖြစ်ပါတယ်ကျွန်တော်တို့ပြောချင်တဲ့ process ကလည်းတကယ်တမ်းတော့တဆင့်ကြားထဲကကျွန်တော်တို့လေးဝန်းဆိုင်အရင်ခံလိုက်တာလေးပဲကြွားမယ်ထင်ပါတယ်ကျန်တဲ့ process ကတော့တူပြီးမှထင်ပါတယ်ကျွန်တော်တို့ကတော့ဥပဒေကျမ်းပြောင်းစုဝန်ကြီးဌာနဒီပညာရေးဝန်ကြီးဌာနဥပဒေကျမ်းမတင်ခင်အဆင့်မှာလေးဝန်းဆိုင်မှာအဲ့ဒီ draft ကိုကျွန်တော်တို့ဒီမှာလည်းဥပဒေပညာရှင်တွေအများကြီးပါတာပဲနော် technical တတိပညာရှင်တွေလည်းအများကြီးပါတာပဲသူတို့တွေနဲ့ညှိနှိုင်းရေးဆွဲပြီးတော့ထွက်လာတဲ့ draft ကပို့ပြီးတော့ကျွန်တော်တို့စံနာနဲ့အနည်းဆုံးဖြစ်လိမ့်မယ်။လို့မို့ဆိုလို့ရှိရင်ပညာရေးဝန်ကြီးဌာနရေးဆွဲတဲ့ဟာကပညာရေးဝန်ကြီးဌာနရဲ့အမြင်ပိုင်းတွေနဲ့ပဲရေးဆွဲထားတဲ့အခါကျကျွန်တော်တို့အမြင်တွေနဲ့အရန်ကွာဟားလိမ့်မယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီမှာညှိနှိုင်းရမယ့်17ချက်ထဲမှာကျွန်တော်တို့ဂျားမှာကအကျေလဲညှိနှိုင်းရမယ့်အချက်တွေရှိရလေ။အဲ့ဒီညှိနှိုင်းမှု process ကိုအရင်သွားလိမ့်မယ်လို့ကျွန်တော်တို့ကနားလဲတယ်။အဲ့ဒီညှိနှိုင်းမှု process သွားမှကျွန်တော်တို့ကျေလဲတဲ့အခါမှာကျွန်တော်တို့ဒီသပိတ်မောက်နေတဲ့ကျောင်းသားတွေကအလွယ်တကူရက်ခံနိုင်မဲ့ process တခုကိုကြော်လို့ရပါတဲ့အခါဥပဒေချောမွေးမှုဥပဒေဒီအတည်ပြုတဲ့အခါကျတော့ချောမွေးမဲ့သဘောရှိတယ်ဒါပေမဲ့ကျွန်တော်တို့လေးဝန်းဆိုင်တွေပဲဆွေးနွေးပြီးတော့ဥပဒေကျမ်းကိုလွတ်တော်ဇွတ်တင်မှာဟဲ့လို့ကျွန်တော်တို့ဆိုလိုတာမဟုတ်ဘူးကျွန်တော်တို့တွေညှိနှိုင်းပြီးတော့ရတဲ့ဥပဒေကျမ်းတစ်ခုလွတ်တော်ကိုတင်တဲ့အချိန်ထဲမှာအများပြည်သူလေ့လာနိုင်အောင်ကြီးညာလို့လည်းရတယ်ပြီးရင်အဲ့နောက်ထပ်အားလုံးပါဝင်တဲ့ဆွေးနွေးပွဲတွေလှုပ်ရှင်လည်းရတယ်အဓိကကျွန်တော်တို့ဖြတ်ချင်တဲ့ process ကကျွန်တော်တို့လေးဝန်းဆိုင်ဥပဒေကျမ်းမထွက်မလာခင်မှာညှိကျင်တာပဲကျွန်တော်တို့ဒီမှာခုနကဥအောင်မင်းပြောတဲ့အထက်မှာပါပါတယ်ဒီစီဝေးရဲ့ code of conduct မှာဒီနံပါတ်6မှာရေးထားတဲ့အပိုက်ကိုကျွန်တော်ပြန်ပြီးတော့မှဖတ်ပြပါပညာရေးမူဝါဒနဲ့ဥပဒေများ
နီးဥတွေများဆက်ဆက်ဥတွေများရေးဆွဲရတွင်ကျောင်းသားကျောင်းသူကိုယ်စားလှယ်များဆရာမကိုယ်စားလှယ်များပါဝင်ရနေကျွန်တော်တို့အားလုံး fully agree ပါဟုတ်လား fully agree လေဒီနှုတ်ရှင်ကျွန်တော်တို့ကအများကြီးကျေပြန်သွားမယ်ဒါကြောင့်မလို့ဒါလေးတွေဟာလဲကျွန်တော်တို့ကအစည်းအဝေးမှာဒါလေးကျွန်တော်တို့လုပ်ပြပါခင်ဗျားတို့ဖြစ်စေချင်တဲ့ကိစ္စတွေကလည်းနောက်ပိုင်းမှာပညာရေးဝန်ကြီးဌာနကခင်ဗျားတို့အားလုံးကိုပြန်ဖိတ်ပြီးတော့မှသတင်းစာထဲမှာမကြေညာခင်ဆွေးနွေးတဲ့အခါမှာပြန်ပြီးတော့မှဖြစ်ပေါ်လာပါလိမ့်မယ်တခုနားလဲသိချင်တာကတော့ဥပဒေကြမ်းတစ်ခုကပညာရေးဝန်ကြီးဌာနမှာတင်ခွင့်ရှိတယ်ဆိုတော့စဉ်းစားချက်မျိုးနဲ့တော့မဖြစ်စေချင်ဘူးပညာရေးဝန်ကြီးဌာနကတင်တဲ့ဟာကလည်းကျန်တဲ့တိုက်သိပညာရှင်တွေနဲ့ညီနိုင်ပြီးမှဥပဒေကြမ်းတစ်ခုတင်တာမျိုးကပုံမပြီးတော့ပြည့်စုံမယ်ကောင်းမွန်မယ်လို့ကျွန်တော်တို့ကယုံကြည်တယ်အဲ့လို process ကိုဖြတ်စေချင်တာပါအဲ့ဒါလေးကိုညီနိုင်ပေးပါဦးဗျာကျွန်တော်တို့2012ခုနှစ်ထဲက development partners နိုင်ငံတကာအဖွဲ့အစည်း9ဘွဲ့နဲ့ကျွန်တော်တို့ CSR လက်စုံလွှမ်းခြုံတဲ့ပညာရေးလေ့လာသုံးသပ်မှုကိုကျွန်တော်တို့လုပ်ခဲ့တာ phase 1 phase 2 phase 3 phase 3ကအခုထိလုပ်နေတော့ပြည်တွင်းပြည်ပညာရှင်တွေနဲ့စာအုပ်တွေအုပ်လိုက်ထွက်လာအဲ့တော့အဲ့ဒါလေးလေ့လာပြီးတော့မှအကုန်လုံးဆွေးနွေးပါဘာကြောင့်လဲဆိုတော့ဒါတွေဟာကျွန်တော်တို့ဘာမှဒီထဲကနေပြီးတော့မှအများဆန္ဒနဲ့မပြင်ပေးနိုင်ကြဘာတစ်ခုမှဖြစ်ဘူးကျွန်တော်တို့ဟာနဲ့ကျွန်တော်တို့သဘောနဲ့ရေးထားတာမဟုတ်ဘူးပညာရေးဝန်ကြီးဌာနသဘောနဲ့ရေးထားတာမဟုတ်ဘူးအဲ့ဒီမှာ recommendation တွေကျွန်တော်တို့အားလုံးအကြံပြုထောက်ခံချက်တွေအများကြီးပါပါတယ်အဲ့ဒါကြောင့်မို့ကျွန်တော်တို့ဒါလေးတွေလည်းဖတ်ရအောင်လို့ကျွန်တော်တို့ဒီကပညာရေးဝန်ကြီးဌာနလည်းအကုန်ဖြန့်ဝေခိုင်းပေးပါမယ်ဖြန့်ဝေခိုင်းပြီးတော့မှဒီဟာဆွေးနွေးတဲ့ခါကျလို့ရှင်လည်းအကုန်လုပ်ပါဥပဒေဟာမြည်သူတင်ရမယ်ဘာညာမဟုတ်လွတ်တော်ဟာတခါတည်းဆွေးနွေးပြီးတော့မှတခါတည်းဆက်ပြီးတော့လုပ်သွားမယ်ဆိုလဲကျွန်တော်တို့က agree ပဲအဲ့လိုဒါပေမဲ့ကျွန်တော်တို့ဒီမှာ17ချက်ဆွေးနွေးမယ်ဆိုတော့ပျောက်သွားရောအဲ့ကြတော့ကျွန်တော်ခံစားရတာကျွန်တော်17ချက်ဆွေးနွေးတယ်ဆိုတာဒီ draft ထဲမှာပါသွားခြင်းလို့ဆွေးနွေးတာလေအဲ့တော့ပညာဝန်ကြီးဌာနနောက်ကျွန်တော်တို့သဘောတူပါတယ်17ချက်ကိုညှိနှိုင်းတရားရှိပါတယ်ဆိုပြီးတော့ဒီလောက်ပဲဖြတ်ပြီးတော့ပညာဝန်ကြီးဌာနတင်သွားတယ်ဆိုတာမျိုးကြတော့ကျွန်တော်လည်းအဖြစ်မခံနိုင်ဘူး17ချက်ဆွေးနွေးမယ်ဆိုတာ draft ထဲမှာပါခြင်းလို့အဲ့17ချက်ကိုအပေးယူလုပ်ပြီးဆွေးနွေးနေတာပဲကျွန်တော်ပြောပြမယ်အဲ့ဒီဆွေးနွေးတာကိုခင်ဗျားတို့အရင်တော့အကုန်လုံးတောင်းဆိုတာကျွန်တော်တို့ကတရားပညာရေးဝန်ကြီးဌာနနီးဥပဒေနဲ့ဆက်ဆက်ဥပဒေတွေမှာထည့်ပေးမယ်ဆက်ပြီးတော့မှဆွေးနွေးပြီးတော့ဆောင်ရွက်ပေးမယ်ဆိုတဲ့ခါကျတော့အကုန်လုံးကចောင်းသားအများစုကဒီနီးဥပဒေနဲ့ဆက်ဆက်ဥပဒေကအဓိကမကြဘူးအမျိုးသားပညာရေးဥပဒေသာလည်းအဓိကကြတယ်အမျိုးသားပညာရေးဥပဒေပြင်ပေးမှဖြစ်မယ်ဆိုတဲ့တောင်းဆိုမှုဖြစ်တယ်နီးဥပဒေနဲ့ဆက်ဆက်ဥပဒေကိုအဲ့ချိန်တော့ဘာမှမပြောဘူးနီးဥပဒေနဲ့ဆက်ဆက်ဥပဒေမှာရေးတာတော့ဆွေးနွေးတာတော့မှပါတော့ဒါကိုမဆွေးနွေးချင်ဘူးကျွန်တော်တို့အမျိုးသားပညာရေးဥပဒေပဲဆွေးနွေးခြင်းနဲ့ပြင်ဆင်ခြင်းနဲ့ဒါကြောင့်လို့လူကြီးတွေကအကုန်လုံးလိုက်လျောတဲ့အခါကျတော့ခင်ဗျားတို့က17ချက်တောင်းဆို17ချက်တောင်းဆိုတဲ့အခါကျတော့17ချက်ကလည်းအခုကျွန်တော်တို့က building လိုက်ပြီးတာနဲ့တကယ်နဲ့လွတ်တော်ကအကုန်လုံးဆွေးနွေးတော့မှာအဲ့တော့ဆွေးနွေးပွဲအဆင့်ဟာအဲ့ဒီအမျိုးသားပညာရေးဥပဒေမှာ main ဥပဒေမှာအဲ့17ချက်ကဆွေးနွေးပြီးလို့ရှင်ဒါအားလုံးသဘောတူတယ်ဆိုပါလာတဲ့အခါကျတော့မှnew ဥပဒေကအဲ့ဒီဘောင်နဲ့ကြော်လို့မရအောင်ရှင်းပါတယ်နော်မဟုတ်အဲ့ဒါလည်းလွဲနေတယ်ဗျကျွန်တော်တို့ပြင်ကျင်တယ်ဆိုတာမှန်တယ်မာသာလောထဲမှာပြင်ကျင်တာဒါပေမဲ့ကျွန်တော်တို့တောင်းထားတဲ့17ချက်ထဲကဘယ်ဟာကိုမာသာလောထဲထည့်မယ်ဘယ်ဟာကိုတော့နီးဥပဒေထဲထည့်မယ်ဘယ်ဟာကိုဆက်ဆက်ဥပဒေထဲထည့်မယ်ဆိုတာအကြည့်လဲညှိနှိုင်းမှုလိုတယ်ထင်တယ်တချို့ကလည်းရတော့ဉာဏ်ဝင်ဌာနတစ်ခုတည်းကပါဒါကိုမာသာလောထဲပဲပါသိနေတယ်ဥပမာကျောင်းသမဂ္ဂကိစ္စဆိုကျွန်တော်တို့ကမာသာလောထဲမှာပါကျင်တာအဲ့ဒါမျိုးဆိုရင်ဉာဏ်ဝင်ဌာနကမာသာလောထွက်လာတဲ့အချိန်အဲ့ဒါမပါဘူးဒီဥပဒေကြမှာမင်းတို့ထည့်မယ်ဆက်ဆက်ဥပဒေကြမှာထည့်မယ်ဆိုရင်လဲနေပြီပေါ့ခင်ဗျားတို့တောင်းဆိုထားတဲ့17ချက်မှာတစ်ချက်ကပထမဆုံးတစ်ချက်ကတွေးဆုံဆွေးနွေးဖို့ဆိုတဲ့ကိစ္စတော့ဒီမှာအခုဆွေးနွေးနေတာပေါ့ဗျာကျန်တဲ့10ချက်ရှိတာပေါ့10ချက်ရှိတော့အဲ့10ချက်လုံးကိုကျွန်တော်တို့ကလွတ်တော် bill တင်တဲ့အခါမှာအကုန်လုံးသမရာကြီးကတဝန်လွာပို့တဲ့အခါမှာအဲ့ဒီအချက်တွေအကုန်ထည့်ရေးပေးလိုက်ဘာလို့လဲဆိုတော့ထည့်ရေးမပေးနိုင်စရာဘာအကြောင်းမှမရှိဘူးပထမဆုံးပို့လိုက်တဲ့သမရာကြီးရဲ့တဝန်လွာမှာကိုကခင်ဗျားတို့တောင်းဆိုတဲ့အချက်တွေကိုအကုန်လုံးထည့်ရေးပေးလိုက်တာဒါဆွေးနွေးဖို့ဆိုပြီးတော့မှထည့်ရေးပေးလိုက်တာရှင်းပါတယ်နော်အငယ်ကျွန်တော်တို့ကတော့မေးချင်တာကျွန်တော်အဲ့ဒီမှာကျွန်တော်က17ချက်ကိုဒီမှာမဆွေးနွေးတော့ဘူးပေါ့ဘယ်လိုမျိုးပုံစံဆိုတာမဆွေးနွေးတော့ဘူးပေါ့အဲ့ဒီမျိုးလားမသိကျွန်တော်တို့ကအခုနေတော့17ချက်ကိုမဆွေးနွေးရသေးဘူးเนาะကျွန်တော်ကအခုမှ9ချက်ကိုဆွေးနွေးလုံးရှိတယ်17ချက်ကိုအောင်ဖြစ်တယ်ခင်ဗျဆက်ချက်ဆွေးနွေးမယ်ဆိုတာလဲကျွန်တော်ကလက်ခံပါတယ်
ဒါလိုအခုကဒီပထမဆုံးအဲ့ဒီ6ချက်ကိုသွားပြီးတင်လိုက်တဲ့အခါကျတော့7ချက်ကခုတည်းကမဆွေးနွေးရသေးဘူးဖြစ်အဲ့တော့7ချက်ဆွေးနွေးတဲ့အခါမှာလည်းဒါပညာပိုင်းဆိုင်ရာတွေဖြစ်တဲ့ပညာရှင်တွေလည်းပါလာမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ကတော့စေနာမှန်ပဲနိုင်ငံတော်သမ္မတကြီးကဒါမာသာလောရဲပါလို့ရှိရင်မာသာလောရဲမှာပါရင်အောက်ကညီဥပဒေတွေဆက်ဆက်ဥပဒေတွေမှာအကုန်လုံးထည့်လို့ရတာဖြစ်တယ်ဆိုပြီးတော့မာသာလောရဲကိုမြန်မြန်ပအောင်ထည့်လိုက်တာဒါကိုအရှင်းပြောမယ်ဆိုရင်လွှတ်တော်ရဲ့တက်တန်းကိုကြည့်ရင်ဒီနှစ်ဘတ်ဂျက်ထဲမှာဆရာကြီးတို့တော့ပိုသိတယ်အခုဘတ်ဂျက်ရမလ31ရက်နေ့မှာပိတ်မှာဖြစ်တယ်အဲ့တော့လွှတ်တော်မှာဒီလွှတ်တော်မှာအခုရှိနေတဲ့လွှတ်တော်မှာဒီမာသာလောရဲမှာပါပြီးအတီးပြုတ်နိုင်မှအတီးပြုတ်လိုက်ပြီးတဲ့အခါမှာကျွန်တော်တို့လက်ထက်ပြန်ရောက်ရင်ကျွန်တော်တို့ကညီဥပဒေတွေဆက်ဆက်ဥပဒေတွေမှာခင်ဗျားတို့နဲ့ဆိုးနေပြီးတော့မှဒါတွေထပ်ထည့်မှာထည့်တော့မှအဲ့ဒီမှာဘတ်ဂျက်တွေပါညာတွေကစာပါလာပြီးနောက်နှစ်ပညာသင်နှစ်မှာဒီဥစ္စာတွေစပြီးတော့ပီလာတရက်နေရာတွေစပြီးကျင့်သုံးနိုင်မှာဖြစ်တယ်အဲ့တော့ခင်ဗျားတို့ခုပြောတဲ့အတိုင်းဒီ17ပွင့်ကို17ချက်ကိုပြန်ပြီးတော့ဆွေးနွေးမယ်ဆိုရင်ဒီနှစ်ထဲမှာကျွန်တော်တို့ကျင့်သုံးလို့မရဘူးဒါနောက်တစ်ကိုကူးသွားမယ်ဒါကျွန်တော်ဂျားအနေနဲ့ဝင်ပြီးတော့ပြောပြတာဒါဘတ်ဂျက်ကိစ္စကိုဒီမှာရှိတဲ့ဆရာကြီးတွေပါတယ်အကုန်လုံးနားလဲအဲ့ဒါကြောင့်မို့ကျွန်တော်တို့ကအခုလွတ်တော်ကနောက်ထပ်ထပ်လို့ရင်နောက်ထပ်ရက်20အစိတ်ဒီလောက်ဆိုရင်သူကလွတ်တော်ရတာမှာရနာရင်အဲ့ဒီမှာမာသားလို့ရပါတာကျွန်တော်တို့ပညာရေးဌာနကနေညီဥပဒေတွေဆက်ဆက်ဥပဒေတွေဆက်လုပ်လို့ရမယ်အဲ့တော့မှပီလာတရက်နေမှာစပြီးကျင့်သုံးလို့ရခင်ဗျားတို့တောင်းတဲ့တမက်ကလည်းအဲ့ဒီမှာပါလာမယ်အဲ့ဒါကိုအဲ့ကြမှာတရက်နေ့ကြမှာကျွန်တော်တို့ကကျင့်သုံးလို့ရမှာဖြစ်တယ်ကျွန်တော်တို့ဘက်မှာအချိန်ကန့်သက်ချက်ရှိတယ်ဒါမို့ရင်နောက်ပတ်ကိုကူးသွားရင်အဲ့ဆွေးနွေးပွဲဥစ္စာနောက်နှစ်2015ခုနှစ်ဧပြီလ1ရက်နေ့ကြမှာကျင့်သုံးလို့ရကျွန်တော်တို့ကဒီဥပဒေကြမ်းကော်မတီမှာဥပဒေကြမ်းရေးဆွဲရေးကော်မတီမှာ NNE ကလည်းပါမယ်ကျွန်တော်တို့ကျောင်းသားတွေလည်းပါမယ်အစိုးရဘက်ကလည်းပါမယ်လွှတ်တော်ဘက်ကလည်းပါမယ်အဲ့လိုပုံစံမျိုးဆရာတွေဘက်ကNNE ကပါမယ်အဲ့လိုပုံစံမျိုးကျွန်တော်တို့ကသွားကျင်တာ